တချို့လူငယ်တွေကကိုပိုင်လုပ်ငန်းပဲလုပ်ချင်တယ်ဝန်ထမ်းမလုပ်ချင်ဘူးသူများအလုံးမလုပ်ချင်ဘူးအဲ့တော့ကိုပိုင်စီးပွားရေးလုပ်ငန်းပဲလုပ်ချင်တယ်ဆိုတဲ့လူငယ်တွေကျွန်တော်ကြုံဘူးတယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုဖြစ်ခဲ့ဘူးတယ်အဲ့တော့2019လောက်တုန်းကဆိုကျွန်တော်လည်းကိုပိုင်စီးပွားရေးလုပ်ငန်းတွေလုပ်ခဲ့ဘူးတယ်အဲ့တော့အဲ့ဒီကောင်ကကျွန်တော်တို့ကြုံဘူးတဲ့ပတ်ဝန်းကျင်ကလည်းဝန်ထမ်းဆိုတာလည်းလှစားလည်းအရန်နေတယ်မိဘကိုလည်းမထောက်ပံ့တော့ဘူးကိုယ့်အတွက်လည်းဖူဖူလုံလုံမသုံးရဘူးပြီးတော့ဝန်ထမ်းတွေချမ်းသာတာဆိုတာလည်းတိတ်မမြင်ဘူးအဲ့တော့တတိတွေပဲစီးပွားရေးလုပ်ငန်းပိုင်ရှင်တွေပဲချမ်းသာတာမြင်တယ်လို့ကျွန်တော်ကစီးပွားရေးလုပ်ငန်းရှင်တွေကျွန်တော်ဖြစ်ချင်ခဲ့တယ်အဲ့တုန်းကလည်းကျွန်တော်လုပ်ခဲ့ဘူးတယ်ပေါ့နော်အဲ့တော့နောက်ပိုင်းကျွန်တော်ဒီ2018လောက်မှာကျွန်တော်ရန်ကုန်ရောက်သွားတယ်ရန်ကုန်ရောက်သွားတော့အဲ့တုန်းကကျွန်တော်ကြုံဘူးတဲ့မန်နေဂျာတချို့ကမန်နေဂျာလို့တာပြောတာနောက်မှာကသူတို့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း2မျိုး3မျိုးပိုင်နေပြီကျွန်တော်လည်းအဲ့ဒီတော့မှကျွန်တော်လည်း short ရသွားတာပေါ့နော်အော်အဲ့လိုလဲတွားလို့ရပါလားပေါ့နော်အဲ့တော့ကိုတွားချင်တဲ့ဂိုးကိုဒီလိုတဲ့တွားမှမဟုတ်ဘူး white တွားလို့လည်းရတယ်ပတ်တွားလို့လည်းရတယ်အဲ့တော့ကျွန်တော်လည်းနောက်ပိုင်းမှနားလဲတာပေါ့ကျွန်တော်ထင်ခဲ့တာလေအဲ့ဒီတော့ပေါ့နော်ကျွန်တော်လည်းအော်လူငယ်ဆိုတော့ကျွန်တော်လည်းစီးပွားရေးလုပ်ငန်းတစ်ခုဆိုတော့ကိုပိုင်ဟိုအောက်ချင်နေစပြီးမှတဖြည်းဖြည်းချင်းနဲ့လှုပ်သွားမှရမယ်ထင်တာပေါ့နော်အဲ့တော့ဒီဝန်ထမ်းဘွားကနေလည်းတွားလို့ရတယ်ပေါ့နော်ဝန်ထမ်းလည်းဟုတ်တယ်လုပ်ငန်းရှင်လည်းဟုတ်တယ်အဲ့လိုမျိုး2မျိုးတွေလည်းတွားလို့ရတယ်အဲ့တော့တချို့ကကြတော့ဒီကိုယ့်ရဲ့ဝါသနာကိုတွေးတယ်ကိုယ့်ရဲ့ဂိုးကိုတွေးတယ်ဆိုတိုင်းတခါတလေကြရင်ဝန်ထမ်းဘဝကနေအလုပ်ထွက်ပြစ်လိုက်တာတို့မလုပ်ချင်တော့တာတို့တကယ်တမ်းဆိုစီးပွားရေးလုပ်ငန်းလုပ်တာကပို့ပြီးတော့ခက်ခဲတယ်အစာပေါင်းများစွာဝန်ထမ်းဆိုတာအေးအေးဆေးဆေးပဲကျွန်တော်တို့ဘာမှအဲ့လောက်ထိစဉ်းစားစရာမလိုကိုယ်ပိုင်လုပ်ငန်းလုပ်တယ်ဆိုရင်ကျွန်တော်တို့အရင်အုံနောက်6တယ်အဲ့တော့ဒီစီးပွားရေးလုပ်ငန်းတွေလုပ်ချင်တယ်ကိုယ်ပိုင်လုပ်ငန်းတွေပိုက်ဆိုင်ချင်တာဒါလူတော်များများရဲ့အိမ်ပဲပေါ့နော်အဲ့တော့အဲ့ဒီကိုရောက်ချင်တဲ့နေရာကိုတွားဖို့ဆိုတာကိုယ့်ရဲ့ reality လို့ခေါ်တယ်ကိုရောက်နေတဲ့နေရာကိုလည်းသိရမယ်အဲ့တော့ကိုရောက်နေတဲ့ကိုသွားချင်တဲ့နေရာရဲ့ကိုရောက်နေတဲ့နေရာရဲ့ဒီကြားထဲကကွာဟာချက်ကအရန်ကွာလို့ရင်တချို့ဆိုအလုပ်ထွက်ပြစ်လိုက်တာလို့ဆိုရင်ကျွန်တော်တို့ကအလုပ်ထွက်လိုက်ပြီဆိုရင်ကျွန်တော်တို့ကလုံးဝရွေးချယ်စရာမရှိတော့အဲ့တော့အစင်မပြေခဲ့ရင်သွားပြီအဲ့လိုမျိုးဖြစ်သွားနေတယ်အဲ့တော့အဲ့ဒီလို့ဆိုရင်ကျွန်တော်တို့အချိန်ကပုတ်သွားပြီကျွန်တော်တို့လူငယ်ဘဝမှာအချိန်ဖြတ်တန်းခဲ့တဲ့အချိန်ကသွားပြီအဲ့အကြောင်းမလို့ကျွန်တော်ကအဲ့လိုမျိုးအန်ဒီရဲ့နဲအောင်လို့ကျွန်တော်ကဒီဝန်ထမ်းကိုလည်းဒီလိုပြောလို့လည်းကျွန်တော်ဝန်ထမ်းလုပ်ခိုင်းနေရမှာမဟုတ်နော်ကျွန်တော်တို့ဝန်ထမ်းကိုလည်းကျွန်တော်တို့ကလုပ်ပါအဲ့တော့ဝန်ထမ်းလုပ်နေရင်းနဲ့လည်းကျွန်တော်တို့ရဲ့ဝါသနာကိုရှာတွေ့ပြီဆိုရင်ဝန်ထမ်းတစ်ဖက်မှာလည်းဝန်ထမ်းတစ်ဖက်မှာလည်းကိုဝါသနာပါတဲ့ဟာကိုစထားလို့ရတယ်အလုံးမထုတ်ခင်ကတည်းကအဲ့တော့နောက်တစ်ချိန်ကိုကဒီငွေကြေးရလည်းအဆင်ပြေခဲ့ပြီဆိုရင်ကိုကလည်းအရန်ကိုဝါသနာပါတဲ့ဟာကိုလှုပ်ချင်ပြီဆိုရင်ငွေကြေးအတွက်ဖူလုံသွားပြီဆိုကျွန်တော်တို့ကဒီအလုပ်ကိုထွက်ပြီးမှကျွန်တော်တို့ရဲ့ဝါသနာတိုင်းတွားလို့ရတယ်အဲ့ကြောင့်မလို့ချက်ချင်းကြီးကျွန်တော်တို့စိတ်ခွာရပြီးမှကျွန်တော်တို့စိတ်သက်တွေတက်ကြွပြီးမှကျွန်တော်တို့လှုပ်လိုက်တယ်ဆိုရင်တော်တော်များများကဒုက္ခရောက်သွားတာများတယ်ပေါ့နော်အဲ့ကြောင့်မလို့ကျွန်တော်တို့ကဘယ်လိုပြောမလဲဖြစ်တော့ဖြစ်တယ်ပေါ့နော်အဲ့တော့တခါတလေကျအဆင်မပြေခဲ့ရင်ကျွန်တော်တို့ကဒီအရှုံးပေးလိုက်တာတော့မဖြစ်နိုင်တော့ဘူးလို့ထင်သွားတာဒီအဲ့လိုမျိုးကိုယ်စိတ်ထဲမှာပေါ့နော်လှုပ်လို့မရဘူးလို့ထင်သွားမှကြောင်ကျွန်တော်အဲ့ကြောင့်မလို့ဝန်ထမ်းလုပ်တယ်ဆိုရင်လည်းဝန်ထမ်းဘဝအနေနဲ့ကျွန်တော်တို့ရဲ့ဝါသနာတွေကိုစထားလို့ရတယ်ကျွန်တော်တို့လုပ်ချင်တဲ့စီးပွားရေးလုပ်ငန်းတွေကိုအခုဆိုကိုမပါဘဲနဲ့လေပတ်လို့ရတဲ့စီးပွားရေးလုပ်ငန်းတွေလည်းလုပ်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ခက်တော့တယ်အဲ့လောက်ထိနားမလည်ခဲ့ဘူးဘာ system မှလည်းမသိခဲ့ဘူးဘာ strategy မှလည်းမသိခဲ့ဘူးကျွန်တော်ဆိုလည်းလုပ်ခဲ့ဘူးတယ်2018တုန်းကဆိုရင်အဲ့တုန်းကဆိုရင်ကျွန်တော်ကိုလစာ10သိန်း15သိန်းပေးရင်ဆိုကျွန်တော်အဲ့တုန်းကလည်းကျွန်တော်မလုပ်ဘူးတစ်လောက်15သိန်းပေးမယ်ဝန်ထမ်းလုပ်မလားဆိုကျွန်တော်အဲ့တုန်းကတော့ကျွန်တော်မလုပ်ခဲ့ဘူးပေါ့နော်အဲ့တော့လူငယ်တဘွားရလူငယ်ဆိုတော့စိတ်မြန်တယ်ကိုမြန်တယ်လုပ်ချင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကအန်တရယ်များမှကြောင်းပေါ့နော်အဲ့လိုမျိုးဆုံးရှုံးမှုနည်းအောင်လို့အခက်ခဲဖြစ်တာနည်းအောင်လို့ကျွန်တော်ကဒီကြောင်းရလေးကိုမျှဝေပေးတာပေါ့နော်အဲ့တော့ဝန်ထမ်းလုပ်ငန်းရှင်တွေလုပ်လို့ရတယ်ပေါ့နော်တဲ့သွားမှာမဟုတ်ဘူးတခြားလမ်းကလည်းပတ်သွားလို့ရတယ်အဲအကြောင်းဒီကြောင်းရလေးကိုမျှဝေပေးတာပါအားလုံးအတွက်လည်းကျွန်တော်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အားလုံးလည်းအောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုဖန်တီးနိုင်ကြပါစေ